ဆိုလာ50ဝက်100ဝက်ဆိုသုံးလို့ရလားဗျာတဲ့အကူပြထားသလိုအိမ်ကွန်ထဲထည့်ပြီးသားလားဗျာတဲ့ဒါဒီကက်ကလေးကမြန်မာနိုင်ငံမှာအသုံးများတယ်ဆိုလာဗျာတွေက50ဝက်တို့100ဝက်တို့နဲ့ဆိုလို့ရှိရင်ဒါသုံးလို့ရနိုင်တယ်လို့အကြံဉာဏ်အဖြစ်တော့ဒါပြောလို့ရတယ်ဒါပေမဲ့ဒီဆိုလာဗျာရဲ့ဝက်ကိုကြည့်ပြီးတော့ပြောတာတဲ့ဆိုလာဗျာရဲ့ဒီဘိုးတွေကိုကြည့်ပြီးတော့ပြောတာကတော့ဒါတိတိကျကျမှန်နိုင်တယ်ပေါ့နော်အဲ့ဒါကြောင့်မို့လို့ဒါအကူအသုံးပြုခြင်းတဲ့ဆိုလာဗျာကဒီဘလောက်ဘိုးတွေထွက်တယ်လဲဆိုတာလေးကိုသိရရင်တော့ပို့ပြီးတော့ဒါအဆင်ပြေတယ်နော်ဒီကက်ကလေးကသူကတန်းဖိုးကနေပြီးတော့30ဘိုးအတွင်းမှာထွက်တယ်ဒါဘဲဆိုလာဗျာနဲ့မဆိုအသုံးပြုလို့ရတယ်ဒါဘက်ထရီယိုဆိုလို့ရှိရင်လည်းတွဲဖို့ရော24ဘိုးရောဒါနှစ်မျိုးလုံးနဲ့ဒါအသုံးပြုလို့ရတယ်ပေါ့နော်အဲ့တော့အခုအနေနဲ့ကအကိုအသုံးပြုခြင်းနဲ့ဆိုလာဗျာကဘလောက်ဘိုးတွေထွက်တယ်လဲဆိုတာကိုဒါမကြည့်တတ်ဘူးဆိုလို့ရှိရင်လည်းဒီဆိုလာဗျာရဲ့ဒီနောက်မှာပေါ့နော်ဒီသူ့ရဲ့ထွက်တဲ့ဒီ data လေးတွေမှာရေးထားတာပါတယ်အဲ့ဒီ data လေးကိုဓာတ်ပုံလေးရိုက်ပြီးတော့ကျွန်တော်တို့ရဲ့ဒီ Facebook page Messenger မှာဒါပုံလေးပို့ပြီးတော့ဒါမေးလို့ရတယ်ပေါ့နော်ဒါကတစ်ချက်ဒီနောက်တစ်ချက်ကကြတော့အခုလိုမျိုးဒီမှာကတ်လေးနဲ့အိမ်ကွန်လေးနဲ့ဒီလိုမျိုးထည့်ပြီးသားလေးလာတာလားဆိုပြီးတော့ဒီမှာမေးထားတာပေါ့နော်ဒါဒီလိုမျိုးကတ်လေးနဲ့အိမ်ကွန်လေးနဲ့အခုလိုမျိုးထည့်ပြီးသားလေးလာတာမဟုတ်ပါဘူးသူကဒီကတ်တီးတန်းအိမ်ကွန်ကတီးတန်းလာတာပေါ့နော်အဲ့ဒါကိုမှဒီကတ်လေးတီးတန်းဝယ်ခြင်းတယ်ဆိုလို့ရှိရင်လည်းဒါဝယ်လို့ရတယ်ဒီအိမ်ကွန်လေးတီးတန်းဝယ်ခြင်းတယ်ဆိုလို့ရှိရင်လည်းဝယ်လို့ရတယ်အဲ့လိုမဟုတ်ဘူးအိမ်ကွန်ရောကတ်ရောတခါတည်းဝယ်ခြင်းတယ်ဆိုလို့ရှိရင်လည်းဒါဝယ်လို့ရတယ်ပေါ့နော်ဒါဒီကတ်ကလေးကဒီဘက်ထရီအိုးတွေဆိုလာပြားတွေကနေပြီးတော့ဒါဖုန်းတွေပါဝါဘန့်တွေအားသုံးပြီးလုံးတွေကိုအားပြန်သွင်းတဲ့အခါမှာဒါဂျားကန်တွေနဲ့ခံပြီးတော့ဒါသုံးလို့ရတယ်ဒါဖုန်းလေးလုံးကိုဒါတစ်ပြိုင်တည်းအားသုံးလို့ရတဲ့ဒါကတ်လေးဖြစ်ပါတယ်နော်ဒါဒီကတ်ကလေးကိုဒါကိုယ့်အတွက်အသုံးလို့တယ်ဝယ်ခြင်းတယ်ဆိုလို့ရှိရင်လည်းကျွန်တော်အခုဒီမှာပြပေးထားတဲ့စီမှာဆက်သွယ်ပြီးတော့ဝယ်ယူလို့ရပါတယ်နော်